နေဦးကြော်မသွားနဲ့ကျွန်တော်ဒီနေ့ထပ်ပြီးစိတ်ဝင်စားစရာတစ်ခုကျွန်တော်ထပ်ပြောပြမယ်အဲ့ဒါဘာလဲဆိုတော့လေခရိယန်တွေပြောနေဗျာတချို့ခရိယန်တွေလေယေရှုကိုယုံကြည်ပြီးတော့ဟိုအရက်တောက်မိတာတွေရှိတယ်ဗျာဟိုမကောင်းတဲ့အရာတွေလုံးမိတာတွေရှိတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောဦးမယ်အခုခရိယန်တွေပွဲတော်စားတယ်ဗျာပွဲတော်စားတော့စပြည့်ရတောက်တယ်အဲ့စပြည့်ရရမကမဟုတ်ဘူးလားစဉ်းစားအောင်နော်ကျွန်တော်အုံတော့ပါမလားစဉ်းစားအောင်အဲ့စပြည့်ရဆိုတာဟိုဂျူးတွေလက်ထက်ယေရှုလက်ထက်မှာလေအဲ့ဒါအရက်ပဲဗျဂျူးဆိုရင်အရက်ဟိုဂျူးတော်ဖြစ်တယ်ယေရှုကလေသူ့တပည့်တွေနဲ့ရစ်မူးနေတာချင်းပြောရင်ယေရှုလည်းအရက်တောက်တယ်နော်အရက်တောက်တယ်သူတို့ပွဲခံကြတယ်သူတို့အစင်ပြပြနဲ့သူတို့တွေဘယ်လိုပြောရမလဲကျွန်တော်တို့ညာဘက်တွေပွဲခံလို့နိုင်အောက်တွေဘာတွေပေါ့ဗျာကျွန်တော်ပြောချင်တာနားလည်မထင်နဲ့နော်အဲ့လိုပုံစံမျိုးဆိုရင်အဲ့ခက်ကစပြည့်ရည်တောက်တယ်တနည်းအားဖြင့်ပြောဝိုင်ပေါ့နော်မင်္ဂလာဆောင်တွေမှာတော့မှကြည့်လေကာနာမြို့မင်္ဂလာဆောင်တော့မင်္ဂလာဆောင်မှာတော့မှစပြည့်ရတိုက်တာလေတနည်းအားဖြင့်ပြောရင်အဲ့စပြည့်ရအခုခေတ်နဲ့ပြောမယ်ဝိုင်ဆိုတာကတကယ်လည်းညရမကာပဲလေမဟုတ်ဘူးလားအခုခေတ်ကြမှာလာပြီးတော့အမှုတော်ဆောင်တွေအသင်းတော်တွေကဘာဖြစ်တယ်ညာဖြစ်တယ်လာလုံတာမတော့ဘူးလားပြောလေတချို့တိုင်းရင်းသားတွေဆိုရင်လေတောက်နေသေးတယ်ကျွန်တော်ဘယ်တိုင်းရင်းသားလို့ထင်မပြောဘူးနော်တိုင်းရင်းသားတွေကိုအသိကြပြီးနောက်တစ်ခုကျွန်တော်ထပ်ပြောဦးမယ်အခုအဲ့ယမကာတို့အေကိုဟောတို့တောက်ရင်ဖះမကြိုက်ဘူးကွာမဖြစ်ဘူးဆိုရင်ကျမ်းမာရေးအရာခန္ဓာကိုယ်မှာမှီဝဲရမယ်ဆိုပြီးဆရာဝန်ကလမ်းညွှန်ရောတင်တို့အဲ့ဒါဘယ်လိုလုပ်လဲစောက်ဖို့တွေစောင်းရမ်းလောက်တာသိလားဘာသာရေးဂျင်းထဲ့တယ်မင်းတို့ဘာသာရေးခေါင်းဆောင်တွေနော်ခရိယန်ဘာသာရေးခေါင်းဆောင်တွေမင်းတို့တဆုံးထဲ့တာသိလားအောက်ကနေမင်းတို့တွေကတချို့တွေကမတိဘဲနဲ့ငြိမ်ခံတယ်တချို့ကျတိနဲ့ကောင်းလို့ငြိမ်ခံနေတာနော်ငါတော့ပြောမှာငါတော့တွေ့မှာငါကိုးကွယ်တာကလေအသက်ရှင်တဲ့ဘုရားယေရှုခရစ်တော်တပါးပဲသူကကားနိုင်ထက်မှာငါတို့အတွက်အားလုံးလှုပ်ပေးခဲ့ပြီဘာပြည့်ညက်ချက်မှမရှိဘူးပြီးရင်ရှိသေးတယ်ကျွန်တော်မနေ့ကတင်တဲ့ဗီဒီယိုထဲမှာမနေ့ကမို့မနက်ကပေါ့ဘာဖျားလူတွေဖျားမှုတော်ဆောင်တွေပြောရင်ဘာဖြစ်တယ်ဘောပဲလေထပ်ပြောမှာဘောပဲနော်တပည့်လေဘောပဲဘာလို့လဲသိလားသူရွေးတဲ့အလုပ်ကဖျားအလုပ်ဖျားမြင်မှာငါတို့ကယေရှုကိုယုံပြီးသားဖျားသားဖြစ်ရတဲ့အားလုံးတန်းနေပဲဘာမှအစင်တန်းလာမခွဲနဲ့နော်မင်းတို့အစင်တန်းခွဲတယ်ဆိုတော့မင်းတို့ထဲ့ကျင်လို့ခွဲနေတာအဲ့ဒါတွေကမင်းတို့အဲ့ဒါကိုကောင်းနေတဲ့နော်မင်းတို့ဘာဒီဘက်ညီကိုငါတို့ညီကိုတွေကွာဒီဘက်မြန်မာနိုင်ငံမှာအများဆုံးကိုးကွယ်ကြတဲ့ဘုရားဘာသာဆိုငါတို့ငယ်တော့ဆိုဘာပြောသေးတာလူကြီးပြန်မပြောနဲ့ငယ်ရဲကြည့်မယ်အဲ့လိုပဲအဲ့စကားပဲပြန်မပြောဘူးကြောက်လို့မှန်ငိမ့်ခံတာအဲ့ဒါမင်းတို့တဆုံးထဲ့တာအခုလဲနော်အမှုတော်ဆောင်တွေကမင်းတို့တုံတင်မှာပဲပြန်မပြောနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါမင်းတို့တဆုံးထဲ့ခြင်းလို့စီစွတ်တာလို့ခေါ်တယ်နော်မင်းတို့မြဲမြဲမှတ်ထားနော်ငါဒီထက်ငါအဲ့အကြောင်းပြောခြင်းလို့နော်ဝိုင်းလဲအရက်ပဲအရက်လဲဝိုင်းပဲအဲကိုဟောပဲမူးရစ်စီတယ်နော်မင်းတို့လာပြီးတော့စောက်ကြီးစောက်ကျယ်တွေလာလုံမနေနဲ့နော်သူတော်ကောင်းကြောင်လာဆောင်မနေနဲ့ငါသူတော်ကောင်းလည်းမဟုတ်ငါလည်းမကောင်းဒါပေမဲ့ငါကောင်းတာမကောင်းတာနဲ့မဆိုင်ဘူးယေရှုအဖြစ်ငါ့ကိုခမဲတော်ကငါ့ကိုချစ်တယ်နော်ကောင်းကြီးခံစားရတယ်အဲ့ဒါဂျေစုတော်လို့ခေါ်တယ်မင်းတို့မြဲမြဲမှတ်ထားကိုကောင်းနိုင်လုံးမှာငါကောင်းဆုံးချစ်ပြမှာဖရားကိုအဲ့ဒါမျိုးရတယ်ဆိုတာမင်းတို့အဲ့ဒါဂျေစုတော်ခံစားရတာမဟုတ်ဘူးကိုအကျင့်ကိုအမိပြုတ်တာမင်းတို့အဲ့ဒါမြဲမြဲမှတ်ထားနော်အမှုတော်ဆောင်တွေဆရာတွေကောမင်းတို့အဖွဲ့ဟိုဟာတွေကောနော်အမှုတော်ဆောင်မဟုတ်တဲ့ယုံကြည်သူခရစ်ယာန်တွေကောငါပြောတဲ့အထဲမှာအဲ့ဒါနဲ့ထပ်တူကြတဲ့ကောင်တွေချီနာမထပ်တူကြတဲ့လူတွေမရှိမနာနဲ့နော်အရာနဲ့ဖြန်းငါကြီးကောင်းကြီးပြပါစေ